Hello. Merci. ကျန်းစာကိုဖတ်နိုင်တဲ့အချိန်မှာပေါ့နော်ကျွန်တော်လည်း YouTube မှာကျမ်းပိုင်လေးတွေကိုဖတ်ပြီးမှမြင်နိုင်တဲ့အချိန်အထိမြင်နိုင်တဲ့အချိန်တော်တော်မှာပေါ့နော်ကျွန်တော်လည်းဖတ်ချင်တယ်ကျွန်တော်ကြားနိုင်တဲ့အချိန်မှာနှုတ်ကပတ်တော်တွေကိုကျွန်တော်နားထောင်ချင်တယ်ဒါကြောင့်ကျွန်တော်ဒီနေ့ကျွန်တော်ဖတ်ချင်တဲ့ကျမ်းပိုက်ကတော့ကျွန်တော်တို့ဓမ္မဟောင်းဖြစ်တဲ့ပညတ်တော်10ပါးပေါ့နော်ပညတ်တော်10ပါးကိုကျွန်တော်ဖတ်မှာဖြစ်ပါတယ်အခန်းထွမြောက်ရာကျမ်းအခန်းကြီး20ကနေစာဖတ်မယ်ဖြစ်ပါတယ်လို့ဆက်ခွန်တီပေါ့နော်ပညတ်တော်10ပါးအခန်းကြီးအခန်းကြီး20ငယ်1ကနေစမယ်သူအခါဖယားသခင်မိတ်တော်မူသောစကားများဟူမူကားငါသည်တင်းဒုကျွမ်းခိုင်နေရာအဂုတ်တုပီမှကဲနှုတ်ဆောင်ယူခဲ့ပြီးတော့တင်းဤဖယားသခင်ထာဝရဖယားဖြစ်သည်တဲ့ဒီမှာထာဝရဖယားဖြစ်တယ်ဆိုတော့တည်ပြောတယ်အစပေါ့နော်ငါမတပါအခြားသောဖယားကိုမကူွယ်နှင့်ငါမတပါအခြားသောဖယားကိုမကူွယ်နှင့်အထက်မူကောင်းကင်၌၎င်းအောက်အယတ်မီကြီးပေါ်၌၎င်းမီကြီးအောက်ရေထဲ၌၎င်းရှိသောအရာနှင့်ပုံတရံတူအောင်ယုတ်တုစင်တုကိုအဖို့မလုံးနဲ့တဲ့အိုမချနဲ့ဝမပြုနဲ့အကြောင်းမူကားတင်းဤဖယားသခင်ငါထာဝရဖယားသည်တင့်ကိုမျက်နှူးခုံမင်ချစ်တနာအားကြီးသောကြောင့်သူတပါလက်ဝဲသူတင်ရောက်မီကိုမနစ်လူနှမြောက်တတ်တဝန်တူသောဖယားဖြစ်သည်တဲ့ငါကိုမုံတော်သူတို့ဤအမျိုးအစဉ်အဆက်တာတရားအဆက်စတုထအဆက်တိုင်အောင်အဘတို့ဤအပိကိုတာတို့၌စပ်ပြီးစီရင်တော်ဖယားငါကိုချစ်၍ငါပညတ်တို့ကိုကျင့်တော်သူတို့ဤအမျိုးအစဉ်အဆက်အထောင်အတောင်းတိုင်အောင်ခယုနာကိုပြတော်ဖယားဖြစ်သည်တဲ့ဒီနေရာမှာဘာကိုခေါ်နာရတာလဲဆိုရင်ဖယားသခင်ဟာမယုံကြည်သူတွေတခြားသောယုတ်တုကိုကွယ်တယ်တခြားသောဘာသာကိုစော်ကားဖို့မပြောပါဘူးကျွန်တော်တို့ဟာတခြားသောဘာသာကိုဆုံးမဖို့မဟုတ်ဘဲနဲ့သူရဲ့လူမျိုးလို့ရွေးချယ်ထားတဲ့သူရဲ့လူမျိုးကိုမှားထားတဲ့ပညတ်တော်10ပါးထဲမှာဖြစ်ပါတယ်လို့သူတို့တွေကိုပဲပြောတာဖြစ်တယ်လို့ဒါလေးကိုကျွန်တော်ပြောချင်တာဖတ်ချင်တာဖြစ်ပါလေခွန်အားရတဲ့အရာလေးဖြစ်ပါတယ်လို့ပြီးရင်ဖယားသခင်ရဲ့ပညတ်တော်10ပါးကိုသူတို့လိုက်တဲ့အခါမှာဘယ်လောက်ထိကောင်းကြီးရှိရယ်ဘယ်လောက်ထိအမင်္ဂလာရှိရမင်္ဂလာရှိရဆိုတဲ့အရာပေါ့နော်ပြီးရင်အခန်းငယ်ခွန်မှာတင်းဤဖယားသခင်ထာဝရဖယားဤနာမတော်ကိုမို့တာနှင့်ဆိုင်၍မမွတ်ဆုနေတဲ့အကြောင်းမူကားနာမတော်ကိုမို့တာနှင့်ဆိုင်၍မွတ်ဆုတော်သူကိုအပိမရှိဟုထာဝရဖယားမှတ်တော်မမူတဲ့ဒါကြောင့်မူတာအဖစာရန်ဖြစ်တယ်မူတာကိုမတုံးတာကောင်းတယ်ကိုရဲ့ဖယားသခင်ရဲ့နာမကိုတုံးပြီးမှအပိတီငါမဟုတ်ဘူးဆိုတာတွေအမျိုးမျိုးလိန်လဲတာလေလိန်လဲဒါတွေမလုပ်မိဘူးမပြောမိဘူးပတ်ဆိုင်ရဘူးမဟုတ်တာတွေဖယားသခင်ခရစ်တော်ဖယားသခင်ရဲ့နာမပဲဖြစ်ဖြစ်တန်ရှင်တော်ဝိညာဉ်တော်ဖယားပဲဖြစ်ဖြစ်အသင်းတော်ပဲဖြစ်ဖြစ် religion ပဲဖြစ်မတုံးမိဖို့လိုအပ်တာဖြစ်ပါတယ်ဥပုံနေ့ကိုတန်ဆင်းစီခြင်းဟာထူနေ့ရက်ကိုအောက်မီလော6ရက်ပတ်လုံးအလုတ်ကိုကျူးစားပြီးလူဆောင်တော့တတမနေရက်တီတင်းဤဖယားသခင်ထာဝရဖယား၏ဥပုံနေ့ဖြစ်၏ထူနေ့၌တင်းမစာ၍တင်းဤတာသမီကျွမ်းယောက်ျားမိန်းမဒရိစံတင်းဤတကားအတွင်၌နီတော်ဧည့်သည်အာကန်ဒုသည်အလုမလုပ်ရအကြောင်းမူကားထာဝရဘုရားသည်မူကောင်းကင်
မိကြီးတမုတ်တရားအယရ၌ရှိသမျှတို့ကို6ရက်တွင်ဖန်ဆင်း၍တတ္တမနေရ၌နေဝတ်စွာနေတော်မူ၏ထိုကြောင့်ထာဝရဘုရားသည်တတ္တမနေရကိုကောင်းချီးပေး၍တန်ရှင်းရှိတော်မူ၏ဟုတ်ကဲ့ပါကျွန်တော်တို့ဥပုံနေ့မှာဘုရားကျောင်းမတော်နိုင်ရင်တောင်မှကျွန်တော်တို့ရဲ့စိတ်နှလုံးကျွန်တော်တို့ရဲ့ဘုရားကျောင်းမတော်ဖြစ်ဘူးစီပွဲရီအမျိုးမျိုးအခက်ခဲတွေနဲ့နေရင်တောင်မှကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့နေ့ရက်တွေကိုအတန်ရှင်းဆုံးကျွန်တော်ရဲ့နှလုံးသားကိုအတန်ရှင်းဆုံးထားဖို့ပြီးရင်ကိုနဲ့ဆက်ဆိုင်တဲ့သူမှန်တမျှကိုစစ်စင်ရအောင်မလုပ်မိဖို့ကျွန်တော်တို့အသက်ရှင်ဖို့ကျွန်တော်ဒီနေ့ဒီပင်ရတော့စေပါတဲ့နေ့ကျွန်တော်ခွန်အားရတာလေးဖြစ်ပါတယ်လို့ပြီးရင်အခန်းငယ်စနစ်မှာတင်းဤဖယားသခင်ထာဝရဖယားပြီးတနာတော်မူသောပြည်၌တင်းဤအသက်တာရှိမိအကြောင်းတင်းဤမိဘကိုယူတည်စွာပြုလောကျွန်တော်တို့အသက်တာရှိခြင်းတူခြင်းဆိုတာဒီနေရာမှာဖယားသခင်ကဝိညာဉ်တော်နဲ့ဖယားသခင်ကိုယ်တိုင်ထာဝရဘုရားသခင်ကိုယ်တိုင်အတူတူတော်တဲ့အချိန်မှာပြောတဲ့စကားဖြစ်တယ်။မောရှိအဖြစ်ပင်ရတော်ဥပရိကိုပြီးတဲ့အခါမှာပင်ရတော်ကိုလောကိုပြီးတဲ့အခါမှာဒီနေ့အသက်တာရှိမြအကြောင်းဒီနေ့မိဘကိုယူတည်စောပြုလို့ဟုတ်ကဲ့ကျွန်တော်တို့ဘယ်လိုယူတည်ရမလဲအထူးသဖြင့်ကျွန်တော်နှလုံးသားထဲမှာတူကိုဘယ်လိုတဘောထားမလဲသူတို့ကိုဘယ်လိုနေရာမှာထားမလဲဆိုတော့ကိုအရန်လိုအပ်တာဖြစ်တယ်သူတို့စိတ်မချမ်းသာအောင်သူတို့ရဲ့အတွေ့အခေါ်တွေအနှောက်အယှက်ဖြစ်တော့ကျွန်တော်တို့နေတာထိုင်တာတွေကိုအတောက်နိုင်ဆုံးတရားမမှန်ရင်တောင်မှကျွန်တော်တို့အသက်တာရှိမိအကြောင်းကျွန်တော်မိဘကိုတော့မမိဖို့လိုအပ်တယ်ယူတည်ဖို့လိုအပ်တယ်ကျွန်တော်စိတ်နှလုံးသားထဲကနေယူတည်တတ်အောင်အတွေးခေါ်တဲ့နဲ့ယူတည်တတ်အောင်တင်ယူတည်တယ်လို့ကျွန်တော်မြင်ပါတယ်73မှာလူအသက်ကိုမတတ်နေတာတော့လုံးဝမလုပ်သင့်ဘူးဘုရားသခင်ကကျန်ဟောင်းမှာစစ်တီတိုက်ခိုင်းတယ်ဒါပေမဲ့သူ့ရဲ့ပြီးတဲ့ပင်ရတော်ဆေပါထဲမှာဒီကျန်အုပ်အကုန်လုံးမှာဖယားလူတပ်ဖို့မတင်ပြီးဘူးလူအသက်ကိုမတတ်နေတဲ့လုံးဝလောမောရှိကလာတဲ့လောဂျီယူရောကခရစ်တော်ရှိကလာတဲ့အဲ့ဒီဥပရိဟာလူအသက်ကိုမတတ်နေတဲ့လုံးဝမလုပ်တဲ့အရာဖြစ်တယ်နံပါတ်အခန်းငယ်ဆယ်လေးမှာသူ့မယားကိုမပြစ်မှားနေတဲ့အဲ့ဒါလဲကျွန်တော်တို့ဓမ္မတိမှာဆိုရင်ပြီးဆုံးတဲ့အခါမှာခရစ်တော်ကပြောတာလဲစိတ်နဲ့လုံးဝပြစ်မှားတာတောင်မှကိုယ်ငယ်ကိုတောင်မှစိတ်နဲ့တတ်ချင်တဲ့စိတ်ရှိတောင်မှတတ်လိုက်ပြီးတဲ့သူမယားကိုစိတ်နဲ့ပြစ်မိုင်းတော့မှနှလုံးသားဟာဝိညာဉ်လောကမှာဘုရားသခင်အမြင်မှာကျွန်တော်တို့ပြစ်မှားပြီးဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကအတတ်နိုင်ဆုံးဆင်ခြင်ဖို့ခရစ်တော်တင်ပေးတာဖြစ်တယ်အခန်းငယ်ထမရချန်ပင်ရတော်ဆေဘာထမခန်းကြီး20အငယ်ဆက်ခွန်အငယ်ဆက်ငါမှာဆိုရင်သူ့ဥစ္စာကိုမခိုးနေတဲ့သူ့ဥစ္စာကိုမခိုးရဘူးခိုးတယ်ဆိုတာဖယားမနေတဲ့ဘူးသူများပိုင်ဆိုင်တဲ့အရာလေးကိုမချင်တဲ့လို့ထပ်ပြီးမှလူချင်းလို့ခိုးတာပဲဖြစ်ဘာကြောင့်ပဲဖြစ်မခိုးတင်ဘူးလို့အငယ်ဆက်6မှာကိုနှစ်ဆက်ဆိုင်တော့သူတစ်ဖက်နဲ့မမှန်တော့တဲ့တီကိုမခံနဲ့ကိုရဘာပဲဖြစ်လုံးဝရှောင်တင်တဲ့အရာခရစ်တော်လည်းမကြိုက်ဘူးမောရှိဖယားသခင်ပြီးတဲ့နေရာမှာလည်းမမှန်တော့တဲ့တီကိုလုံးဝမခံတင်ဘူးကိုမုံလို့ကောင်းတဲ့ဖက်မှာဆိုးတဲ့ဖက်မှာဖြစ်မရတည်တင်ဘူးလို့ကျွန်တော်ရဲ့အမြင်လေးကိုဒီမှာဖတ်မိတာဖြစ်တယ်လို့အခန်းငယ်ဆက်ခွန်မှာထမြောက်ရခြင်းမှာအခန်းကြီး20မှာပင်ရတော်ဆေပါတဲ့မှာအခန်းငယ်ဆက်ခွန်မှာပြောတာလဲဆိုကိုနဲ့ဆက်ဆိုင်တော့သူဤအိမ်ကိုတတ်မဲ့လူချင်းတော့စိတ်မရှိစီနေတဲ့ကိုနဲ့ဆက်ဆိုင်တော့သူဤမယာသူဤကျွမ်းရောက်ဂျာမင်းမှာ
နွားမိမစာ၍ကိုနှင့်ဆက်ဆိုင်တော်သူ၏ဥစ္စာတဆုံတစ်ခုကိုမြတ်တတ်မဲ့လူချင်းတော်စိတ်မရှိနှင့်တို့မိတ်တော်မူ၏အဖဖခင်သခင်ကျွန်တော်တို့မှဒီအရာတွေဖျားမနစ်တဲ့အရာတွေကိုရှိခဲ့ရင်ခွန်တော်ပြီးတော်မူပါဝိညာဉ်ခွန်တော်ပြီးပါကောင်းချီးပြီးပါယေရှုနာမနဲ့ဆုတောင်းတယ်ဒီဟာကိုပင်ရတော့ဆေပါဖတ်တဲ့အခါမှာဓမ္မတိလက်ခွန်ပြုတဲ့အကျံပိုက်တစ်ခုမှမရှိဘူးဒီလောကဥပရိနေလည်းခွန်ပြုတဲ့အရာလူတွေလည်းကောင်းတယ်ဆိုတာခွန်ပြုတဲ့အရာမရှိပါဘူးလို့အဲဒါကြောင့် law ဆိုတာဒီကျွန်တော်တို့အစာကတော့ဖယားသခင်ရှိကဥပရိဒီခန္ဓာကိုယ်အတွက်ဥပရိဒီထုတ်ပြီးတာဖြစ်တယ်ဝိညာဉ်အတွက်ဥပရိဒီဟာဓမ္မတိမှာအများကြီးခရစ်တော်တင်ပြီးတာဖြစ်တယ်လို့အားလုံးကိုဖယားသခင်ကောင်းချီးပေးပါစေ